ကျင်းမတ်တရရက်နိုင်အောင်တွန်းလိုက်ပါတယ်မိယာကတော့အဲ့ဒီအချိန်မှာအခန်းထဲကိုဝင်လာပါတယ်အလိုလေးအံ့ဩစရာပါပဲတားလေးကသူ့ဘာသာသူမတ်တရနေပါလားသူမရဲ့နလာတာကလေးကမတ်တရရက်နေပြီဆိုတာကိုသူမမယုံနိုင်အောင်ဖြစ်နေပါပြီမိသားစုကရင်အကြီးကြီးဟာကျွန်တော်ရဲ့လေ့ကျင့်ရေးကွင်းဖြစ်လာပါတော့တယ်အကျဉ်း30ကျော်လောက်လဲကျသွားပြီးတဲ့နောက်မှာတော့ရိုင်တိုင်မတ်တရက်နိုင်ပါသွားပါတယ်ဟန်ချက်ညီသွားတာနဲ့တလန်းချင်းလန်းကြည့်ပါတယ်ခြေတလန်းလန်းတိုင်းလဲကျသွားပါတယ်မွေးရပေါ်ကြတိုင်းအာရင်အပြစ်နဲ့ပြန်ပြီးလူးလဲထပါတယ်နာယီဝဲလောက်လုတ်ပြီးတဲ့နောက်မှာတော့ကရင်ပေါ်မှာမောက်သွားပြီးစက္ကန့်ပိုင်းအတွင်းမှာပဲအိပ်ပျော်သွားပါတော့ပါတယ်တတိယအဆင့်စင်ကဲပြောင်းလဲမှုကကျွန်တော်ရဲ့အတန်ကြိုးတွေကိုအပြည့်အဝနီးပါးဖွံ့ဖြိုးစေခဲ့လို့နောက်ဆုံးမှာတော့ကျွန်တော်စကားပြောနိုင်ဖို့စတင်ယူနိုင်ပါပြီဒါကပါလေတားလေးရှင်းနေလားဟုတ်တယ်နော်ရန်တော်ရပဲမိယာကကျွန်တော်ကိုပါရာမီရှင်လေးတယောက်အဖြစ်ပူပြီးယုံကြည်လာပါတယ်သူမကကျွန်တော်ကိုစာကြည့်ခန်းထဲခေါ်သွားတဲ့အခါကျွန်တော်ကသူမထက်တောင်ပူပြီးပြောနေပါတယ်ကိုယ်တိုင်လေ့လာခြင်းကသာလက်ချိမှာအတမွေးဝမ်းကြောင်းဆိုင်ရာကျွမ်းကျင်မှုတွေကိုလေ့ကျင့်နိုင်မဲ့တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်ကျွန်တော်ဟာအခြေခံတက်ခိုက်ရေးလက်ဆွဲစာအုပ်ကိုလက်ညှိုးထိုးပြီးတလုံးချင်းစီဖြည်းဖြည်းချင်းပြောလိုက်ပါတယ်စာအုပ်လို့ရှင်တယ်မိယာကတော့ဘာကြောင့်မှမသိပေမဲ့သူမကပုံပြုံးလေးလက်ထဲထည့်ပေးလိုက်ပါတယ်ကျွန်တော်ကအဲ့ဒါကိုယူပြီးအကျိုးမတက်အာယုံဆိုင်ဖတ်ချုပ်ကအခြေခံတွေကိုလေ့လာနေပါတယ်လက်တီးတစ်ချက်ထိုးတိုင်းမှာလက်ဆွဲစာအုပ်ကိုပြန်ကြည့်ပြီးပြင်ပါတယ်။နာယီဝဲလောက်လုပ်ပြီးတဲ့နောက်မှာတော့အခြေခံလက်တီးနီးစနစ်အတွေ့အကြုံ EXP တမတ်ရရှိသွားပါပြီ။ဒါကကိုယ်တိုင်သင်ယူတာတကယ်အလုပ်ဖြစ်တယ်ဆိုတော့ကိုအတီးပြိုးပေးလိုက်တာပဲ။ဘိုက်စာလို့ပြန်နိုးလာတဲ့အချိန်မှာနှုတ်သုံးဘူးအပြစ်တောက်ပြီးမှအာရပါရအလီတက်နိုင်မှာတော့တဲ့။ဒါပေမဲ့နှုတ်မုတ်တဘူးကိုနှစ်ရက်တောင်မခံမဲကုန်သွားတဲ့အခါမှာတော့မိယာကတော့တအိမ်လုံးအတုံးစိတ်အတွက်စိုးရင်လာပါတယ်။သူတို့ဇနီးမောင်နှံနှစ်ဦးစလုံးကအစိုးရကျောင်းဆရာတွေဖြစ်ပေမဲ့အခုဒါကသူတို့ကိုဝင်ပြီးစီပါပြီကျွန်တော်ကတော့ဆက်ပြီးစင်ကယ်ပြောင်းလဲနေတဲ့၍ကျွန်တော်ရဲ့အစားသုံးမှုကိုပို့ပြီးတော့များလာတော့မှာပါငွေပိုရလာမဲ့နီလန်းကိုတစ်ခုကိုကျွန်တော်ရှာဖွေဖို့လိုအပ်နေပါပြီနောက်တနည်းညမှာချက်စာတည်င်းကောင်းတစ်ခုယူဆောင်လာပါတယ်။ကျောင်းကသူ့ကိုအစင်းမြင့်အတန်းတစ်ခုပြပါတင်ကြားဖို့ရထူးတိုးရှင်းခံလိုက်ရလို့ဝင်ငွေတိုးလာပါတယ်။အဲ့ဒီနောက်မှာချက်ဘူမိဗေဒတိုင်းတာရေးမှုဘျူရိုကို6လတည်အောင်မယ်။ပဲ့တင်တဲ့နယ်မြေကိုဝင်ခွင့်လက်မှတ်နောက်တစ်ခုထပ်ရမလားဆိုတာကိုကန်ဆန်းကြည့်တာပေါ့လို့ပြောပါတယ်။တုံးလာတာကလေးတယောက်ရဲ့ဗီဇစိတ်နဲ့ဆိုရင်အဲ့ဒါကအလွန်အသေးများတဲ့နေရာမှကျွန်တော်အာယုံခံမိပါတယ်ကိုကတော့မျက်နှာပြက်နဲ့ထိုင်နေပါတယ်သူမနားလေလိုက်တာကတော့သူမရဲ့အမောင်လေးကအစားအများကြီးစားလို့သူမအမှမဟုတ်ဖို့မရှိတော့ဘူးဆိုတာပါပဲသူမကတော့ကျွန်တော်ကိုစိုက်ကြည့်ပြီးနှုတ်တွေအများကြီးတောက်နေတာပါထိုးမှလည်းနင်ကပြန်ပြီးတော့စီးသွားမှာပဲကိုလို့ပြောပါတယ်ကျွန်တော်ကတော့နားမလဲတလို့ဟန်ဆောင်ပြီးဦးကြောင်အပြုံးနဲ့သူမကိုပြုံးပြလိုက်ပါတယ်ညစာစားပြီးတဲ့နောက်မှာချက်စာကျွန်တော်ကိုရှင်းပြပါတယ်ဟုတ်ဆိုတာအချိန်နဲ့ဟင်းလင်းပြင်တွေအကုန်ရောထွေးတဲ့နေရာမျိုးပါပဲပဲ့တင်တန်နယ်မြေဆိုတာဟင်းလင်းပြင်တွေရဲ့ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပေါ့အဲ့ဒါကတတ်မှတ်ထားတဲ့အချိန်နဲ့ဟင်းလင်းပြင်တစ်ခုရဲ့မိတူတစ်ခုပါပဲငါတို့ကဘာကလူတွေကတော့ဟင်းလင်းပြင်ထဲမှာလွတ်လွတ်လပ်လပ်တော်လာနိုင်တယ်ဒါကြောင့်ငါတို့ကမိတူတွေမဖြစ်နိုင်ဘူးလို့ကျွန်တော်ကိုရှင်းပြနေပါတယ်မာချက်စ်ကကျွန်တော်ရဲ့နေ့စဉ်လေ့ကျင့်ခန်းတွေစတင်နေတာကိုတတိထားမိသွားပါတယ်မနေ့ဖြန်မြင်းမကျောင်းကနေပြန်လာရင်မင်းတို့နှစ်ယောက်လုံးကိုငါနဲ့အတူလေ့ကျင့်ပေးမယ်ကျွန်တော်ကတကယ်ကိုစိတ်လှုပ်ရှားသွားပါတယ်မာချက်စ်ကအကစားဆရာတူဖြစ်နေတာကိုနောက်နေ့ညမှာမာချက်စ်ကကိုကျန်းခိုင်ရေးလေ့ကျင့်ခန်းတွေစခိုင်းပြီးတဲ့နောက်ကျွန်တော်ကိုတက်ခိုင်ရေးနည်းစနစ်တွေလိုင်းညွှန်ပေးပါတယ်အဲ့ဒီအချိန်မှာပဲ interfit အသစ်တစ်ခုဖြစ်တဲ့မီရာမုတ်မန်တာပုံရိပ်မုတ်ပွင့်သွားပါတယ်ကျွန်တော်မျက်လုံးတွေကကင်မရာတစ်ခုလိုဖြစ်သွားပြီးမှချက်ပြတ်တာခဲ့တဲ့လှုပ်ရှားမှုတိုင်းရဲ့အသေးစိတ်အချက်အလက်တွေကိုပုံတူကူးယူသွားနိုင်ပါတယ်။ချက်ကတော့သူ့သားဟာရုပ်တရက်ဆိုတလို့လှုပ်ရှားမှုတိုင်းမှာအပြစ်ပြောစရာမရှိတော့အောင်ပြစ်စုံနေတာကိုအံ့ဩနေပါတယ်။မာကတ်ကသူတို့ရဲ့သားမှာတခုထူးခြားနေပြီဆိုတာကိုစတင်သတိထားမိလာပါတယ်။မကြာသေးခင်တုန်းကပဲသူ့သားအရာမှာတီလေးကအစသူ့အကိုအငယ်လိုအနေသေးတယ်ယခုအခါမျောလင့်ထားတာမရှိပဲသူ့အပြုမှုတိုင်းကပြည့်စုံနေတယ်အရန်သူ့ချွန်နဲ့သူ့သားကိုကြည့်ပြီးမှကတ်ကတိတ်လေးအသက်ရှူလိုက်တယ်
သူနဲ့မီယာဟာဒုတိယကလေးယူဖို့ဆုံးဖြတ်ခဲ့တော့ကပိုပြီးအေးဆေးရှိမဲ့ကလေးတစ်ယောက်ကိုမျှော်လင့်ခဲ့ကြတာပါကိုနဲ့လုံးဝမတူတဲ့ကလေးပေါ့လေအဆုံးမှာတော့သူတို့ရခဲ့တာကတလားသားလေးပဲရှိနေသေးပေမဲ့မြင်နိုင်စွမ်းပြည့်စုံပြီးသားထူးချွန်တဲ့ပရမီရှင်ကလေးတစ်ယောက်ဖြစ်နေပါတယ်နလာသားလေးပဲရှိတဲ့အချိန်မှာသူကိုယ်တိုင်လမ်းတက်ရက်တက်လမ်းလျှောက်တက်ပြီးစကားတော်ပြောနေပါပြီ။သူကသားအရွယ်မှာပြီးခုန်ပြီးကိုယ်တိုင်တင်ကြားပေးတဲ့တက်ခဲမှုနည်းလမ်းတွေကိုသင်ယူခဲ့ပါတယ်။မာကတ်ကအမျိုးသားပရမီရှင်ဖွံ့ဖြိုးတိုးတက်ရေးအဥပဒေအရမိဘကိုရှိမြင့်တဲ့ယွန်ဆယ်တန်းထောက်ပံ့ကြေးကိုတွေ့သွားပါတယ်။ပရမီရှင်အဖြစ်အတိအမှတ်ပြုခံရရင်အဲ့ဒီပတ်စံရမယ်ဆိုတာသိလိုက်တဲ့အခါကျွန်တော်ကမာကတ်ကိုချက်ချင်းစရင်သွင်းခိုင်းပါတယ်။ဒါပေမဲ့ကျွန်တော်ကအသက်နှစ်မပြည့်သေးတဲ့အတွက်6လပဲချခံလိုက်ရပါတယ်။မာကတ်ကငါ့ကိုမစိုးရင်ရဘူးလို့ပြောတယ်။နိုင်ငံအဆင့်အစီအစဉ်တစ်ခုဆိုတာစံနှုန်းတွေအရင်မြင့်မားတတ်တယ်။6လမအောင်လဲပြဿနာမရှိပါဘူးဒါပေမဲ့အဲ့လိုဖြစ်သွားတာကျွန်တော်လုံးဝလက်မခံနိုင်ပါဘူး။မင်းကရခဲ့တဲ့တာထက်ကခရစ်စတယ်ဂျယ်လီလေးခုထုတ်လိုက်တယ်ဝေဖို့ပြင်နေချိန်မှာကျွန်တော်စကားဝင်ပြောလိုက်တယ်မိမိအဲ့ဒါကိုအနေငယ်ရနိုင်မလားအကြောင်းအရင်းကငါရဲ့သွားတယ်အကုန်ဖဲလိုက်ပြီဖြစ်တယ်ငါရဲ့သားတွေပါစားနိုင်ပြီထင်လို့ပါလို့ပြောလိုက်ပါတယ်ကောင်းပြီဆိုပြီးမင်းကကျွန်တော်ကိုအစိတ်အပိုင်းတစ်ခုပေးလိုက်ပါတယ်ဒီအရာကတော့အမကြီးကိုခိုးပြောခဲ့တယ်လို့ပဲရတာအရန်ဆိုးတယ်မင်းကတစိတ်လေးကိုဖြတ်ပြီးရင်ွေးထဲမှာဖြော်လိုက်တဲ့အခါအနံ့ကတော့တကယ်ကိုလုံးဝမတူဘူးအရန်ထူးဆန်းနေတယ်ဒါပေမဲ့ငါရဲ့အချင်းတွေကိုတိုးတက်စီရှင်တဲ့အတွက်အသက်ကိုပြင်းပြင်းရှူလိုက်ပြီးဆေးတောက်တယ်လို့တခါတည်းတကြိုက်တဲ့မော့ကတောက်လိုက်တယ်ထို့နောက်အပူလိုင်းတစ်ခုကလေချောင်းအောက်ကိုစီးဆင်းလာပြီးအန်ဩစရာခံစားမှုကိုပေးတယ်။ Interface က energy ဘာဆွမ်းအင်လိုင်းမြင့်တက်လာကြောင်းတတိပေးလာတယ်။ဆွမ်းအင်လိုင်းတွေတိုးတက်မှုနှုန်းကိုမြင်လိုက်ရတဲ့အခါငါတကယ်အံ့ဩသွားတယ်။ Crystal Jelly တစ်ခုရဲ့အလေးချိန်က10 gram ဖြစ်တယ်။ငါ1 gram ထက်နည်းနည်းတာတောက်ထားပြီးပေမဲ့ဆွမ်းအင်လိုင်းက2ရခိုင်နှုန်းထိတက်သွားတယ်။1 gram ဆိုတာကတနည်းတာ formula ရဲ့အတွက်လုံးလုံးနဲ့တူတယ်။ဟုတ်မှထွက်တဲ့အစားအစာဆိုတာတကယ်ပဲလုံးဝအံ့ဩစရာကောင်းလောက်အောင်ထူးခြားတယ်။လာမီနံပါတ်တာအတွင်းငါကရှေကန်ချက်နဲ့ရှေထောက်လှုပ်ရှားမှုကိုလုံးဝအာရုံစိုက်ပြီးနေမယ်။ငါရှိကန်ချက်နဲ့ရှေထောက်လှုပ်ရှားမှုတိုင်းမှာမီရာမုတ်ကိုလည်းအသုံးပြုထားတယ်။ level 1အထိတက်သွားတယ် level up နှစ်ခုကိုတွဲပြီးရောဆက်တာနဲ့ထပ်ဆောင်အပေါ်မှာ6ခုပေးတယ်ဒီတစ်ခေါက်မှာတော့ထပ်ဆောင်အပေါ်မှာတွေကိုခန္ဓာကိုယ်ထဲထက်မပေါင်းတော့ပဲစကီးနဲ့အခြားအရာတွေကိုစီးစိမ်ထဲမှာလဲလှယ်ဖို့အတွက်ရှန်ထည့်ခဲ့လိုက်တယ်မီရာမုတ်ရဲ့ talent in the fit မှာရှိတဲ့ note ကိုကြည့်လိုက်တဲ့အခါပိုကောင်းတဲ့ပုံရိပ်ဖမ်းယူခြင်းအကျိုးရဖို့အတွက်တမတ်ချက်တွေကိုဖော်ပြထားတာကိုတွေ့ရပါဒါကြောင့် in the fit ကိုဖွင့်ပြီးအခမဲ့ထပ်ဆောင်အမှတ်6ခုကိုပေါင်းထည့်ပြီးစီးစိမ်ထဲမှာထည့်လိုက်ပါတယ်